တွဲလာတဲ့တက်တန်တလားပြည့်တဲ့အချိန်ရောက်လာတော့မှမို့ရိုမီရိုနဲ့ဂျူလီယက်ဟာသူတို့ရဲ့ချစ်သူတက်တန်တလားပြည့်အထိမ်းအမှတ်ဆင်နွှဲဖို့နှစ်ယောက်အတူဆွေးနွေးတိုင်ပင်ကတိပြုနေကြပါတယ်ထို့ဆင်မှာပဲရိုမီရိုရဲ့ Black Dog အဖွဲ့ဝင်လည်းဖြစ်တငယ်ချင်းလည်းဖြစ်တဲ့ဟဆူကီနဲ့ဂျူလီယက်ရဲ့ White Cat အဖွဲ့ဝင်လည်းဖြစ်တငယ်ချင်းလည်းဖြစ်တဲ့ Score တို့ရောက်ရှိလာတော့ကမောက်ကမတွေဖြစ်ကုန်ပြန်ရောတနေ့မှာတော့အနောက်နိုင်ငံကချာမင်းသမီးလေးကျောင်းကိုရောက်လာပါတယ်။သူမဟာမောက်မာပြီးတပားသူကိုအနိုင်ကျင့်ဖို့ကြတတ်ပါတယ်။နောက်ပြီးသူမဟာရိုမီရိုနဲ့ဂျူလီယက်တိတ်တခိုးတွဲနေတာကိုသိနေတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ရိုမီရိုကိုလည်းသူတို့နှစ်ယောက်တွဲနေတာကိုသိတဲ့အရာနဲ့ပတ်သက်ပြီးချင်းချောက်အကြက်ကင်ကသူတို့ရခိုင်းစေပါတယ်။ရိုမီရိုခမရမချစ်တော့လဲအောက်ကနန်းကသူမခိုင်းသမျှလောက်ကင်ပေးရပါတော့တယ်။ချာမင်းသမီးလေးအလိုရှိသမျှလုပ်ပေးနေရတာမို့ရိုမီရိုခမရဂျူလီယက်နဲ့ခဏတာကိုတွေးဖို့တောင်အချိန်နဲ့လာတယ်လို့သူ့ရဲ့ Black Dog အဖွဲ့ဝင်တွေရဲ့အမြင်ဆောင်ခြင်းကိုလည်းခံစားနေရပါတယ်။ဒီလိုနဲ့ရိုမီရိုဟာဒီတိုင်းဆိုမဖြစ်တော့ဘူးဂျူလီယက်လေးနဲ့ဝေးကွာတော့မှာပဲဆိုတဲ့တန်တရားစိတ်နဲ့ချာမင်းသမီးလေးလက်ကလွတ်နိုင်တဲ့နည်းလမ်းကိုရှာဖွေပါတော့တယ်နောက်ဆုံးမှာတော့ရိုမီရိုဟာချာမင်းသမီးလေးရဲ့အားနည်းချက်ကိုသိရှိသွားကသူတို့နှစ်ယောက်ရဲ့လှုပ်ဝက်ချက်ကိုတစ်ယောက်နဲ့တစ်ယောက်မပေါ်ကြဖို့ကတိပြုလိုက်ကြပါတယ်ရိုမီရိုငငယ်တုန်းကစိုးသွမ်းရံဖြစ်နေလို့သူ့ကိုအပေါင်းအသင်းတငယ်ချင်းလှုပ်ချင်တဲ့သူမရှိခဲ့ပါဘူးဒါကိုအဆူကီလေးကရိုမီရိုကကြောက်စရာကောင်းနေလို့အပေါင်းအသင်းမရှိတာထင်နေတာပါမစ်တန်စာမှုပွဲမှာ White Cat အဖွဲ့ကိုရလက်နဲ့အနိုင်ယူဖို့ Red Dog အဖွဲ့ဟာအဆူကီဦးဆောင်လမ်းပြတင်ကြပေးပြီးစာလုပ်ကြပါတယ်။ရိုမီရိုဟာငယ်စုတုံးတွေကစာညံဖြစ်ပါတယ်။အဆူကီအနေနဲ့ရိုမီရိုအမှတ်ကောင်းအောင်ကူညီပေးခဲ့တာကြောင့်ရိုမီရိုနဲ့တငယ်ချင်းဖြစ်လာခဲ့တာပါ။တကယ်တော့ Red Dog အဖွဲ့ထက်ရိုမီရိုကိုပိုကူညီပေးချင်ခဲ့တာဖြစ်ပါတယ်။အဆူကီဟာရိုမီရိုကိုကြိတ်ချစ်မိနေတာပါ။အဆူကီတယောက်ရိုမီရိုပေါ်ထားတဲ့သူမရဲ့ခံစားချက်အမှန်ကိုဖွင့်ပြောပြီးချိန်ရိုမီရိုဟာအဆူကီကိုသူနဲ့ဂျူလီယက်ကတိတ်တခိုးချစ်သူတွေဖြစ်နေတယ်ဆိုတာဖွင့်ပြောခဲ့ပါတယ်။ရိုမီရိုသူ့ငယ်တငယ်ချင်းကိုဖွင့်ပြောခဲ့ပြီးနောက်နားလည်ပေးနိုင်မယ်လို့ထင်ခဲ့ပေမဲ့ဟဆူကီအနေနဲ့ကတော့ Black Dog အဖွဲ့ကိုကောသူမကိုကောသစ္စာဖောက်တယ်လို့ယူဆပြီးရိုမီရိုကိုစိတ်ဆိုးဒေါသထွက်ကဓာတ်နဲ့လိုက်ခုတ်ပါတော့တယ်ရိုမီရိုနဲ့ဟဆူကီရုံးရင်ဆန်ခတ်ဖြစ်နေတာကိုမြင်သွားတဲ့ဂျူလီယက်လေးဟာစိုးရိမ်တကြီးနဲ့ရိုမီရိုနောက်ကိုလိုက်သွားပါတယ်ဒီလောက်ဖြစ်ပျက်နေတဲ့ကြားကရိုမီရိုနဲ့ဂျူလီယက်ကြည်နူးနေတာကိုမြင်လိုက်ရတဲ့ဟဆူကီဟာပိုဒေါသထွက်သွားပြီးဂျူလီယက်ကိုပါရန်ပြုတ်ပါတော့တယ်။ထိုအချိန်ချာမင်းသမီးလေးရောက်လာပြီးဂျူလီယက်ကိုကာကွယ်ပေးလိုက်ပါတယ်။ဒီလိုတွေဖြစ်ရတာရိုမီရိုကြောင့်ဆိုပြီးချာမင်းသမီးလေးကောဟဆူကီကောရိုမီရိုကိုရန်ပြုတ်ဖို့ပြင်ဆင်ပါတော့တယ်။ကြံရမရတဲ့အဆုံးမှာရိုမီရိုဟာဂျူလီယက်အတွက်ဘာမဆိုရင်ဆိုင်ဖို့စိတ်ပိုင်းဖြတ်လိုက်ပြီးဟဆူကီရန်ပြုတ်တာကိုမိမ့်ကြီးခံလိုက်ပါတယ်။အဲနောက်မှာတော့ရိုမီရိုဟာဟဆူကီကိုမင်းငါကိုဘလောက်ပဲမုံငါကိုဘလို့ပဲတစ္ဆာဖောက်လို့တတ်မှတ်မင်းကငါရဲ့အရင်ကြီးဆုံးတငယ်ချင်းဆိုတာငါရင်ထဲမှာအမျက်တက်မှတ်ထားတယ်ဆိုပြီးဖွင့်ဟပြောပြလိုက်ပါတယ်အဲ့လိုဖွင့်ဟပြောဆိုပြီးတဲ့နောက်မှာတော့ဟဆူကီဟာရိုမီရိုကိုနားလည်ပေးလိုက်ပြီးသူတို့နှစ်ယောက်လည်းအရင်လိုခင်ခင်မင်မင်တငယ်ချင်းတွေပြန်ဖြစ်သွားကြပါတယ်